အားလုံးပဲမင်္ဂလာပါရှင် Story World Channel ကနေပြီးတော့ပရိသတ်ကြီးအားလုံးကိုကြိုဆိုလိုက်ပါတယ်ပုံမြင်ကောင်းလေးတွေအမြဲတမ်းဆက်ပေးနေတဲ့ Roots ရဲ့ Channel လေးကို Like and Subscribe လုပ်ရသေးတယ်လှုပ်ထားပြီးတော့ Notification Bell လေးကိုဖွင့်ထားပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ရှင်တခါတော့ကလိုင်ဆန်ရာလို့ခေါ်တဲ့ရွှေရောင်ကောင်းကင်ရံတွေရှိတဲ့တိုင်းပြည်လေးတစ်ခုမှာဒဏ္ဍာရီဆန်လွန်းလာတဲ့မင်းသမီးလေးတစ်ပါးရှိခဲ့ပါတယ်သူမရဲ့နာမည်ကတော့မဒူဆာလို့ခေါ်ပါတယ်မဒူဆာမွေးဖွားလာတဲ့နေ့ကတိုင်းပြည်လုံးမှာရှိတဲ့ပန်းတွေဟာတပြိုင်နက်တည်းပွင့်လင်းလာခဲ့ကြပါတယ်။သူမရဲ့ဆန်ရွယ်တွေဟာနေအောင်အောက်မှာမြားရောင်ပူသားတွေလိုတောက်ပနေပြီးတော့သူမရေမောလိုက်တိုင်းမှာနှင်းတွေထဲမှာတော့နှင်းစီပန်းတွေပွင့်လာတတ်ပါတယ်။လူတိုင်းကသူမကိုကဘာမြေရဲ့ကောင်းချီလိုသတ်မှတ်ပြီးတော့ချစ်ခင်မြတ်နိုးခဲ့ကြတာပေါ့။မဒူဆာရဲ့16နှစ်ပြည့်မွေးနေ့မှာတော့နန်းတော်တစ်ခုလုံးဟာဇန်နရတန်နေကတန်နေနဲ့စီကားနေခဲ့ပါတယ်။အဲ့ဒီရဲ့ချိန်မှာပွဲလာပရိသတ်ကြားကနေပြီးတော့အမင်းရောင်ဝတ်ထားတဲ့ဆုံးမကြီးလီဒီယာပေါ်လာခဲ့ပါတယ်။သူမရဲ့မျက်လုံးတွေကြားမှာမလာလိုမှုတွေကြောင့်စိမ့်ပျော့မီးတောက်တွေတောက်လောင်နေပြီးသူမရဲ့မော်တော်ဝေးကိုမြှောက်လိုက်တဲ့အချိန်မှာနန်းတော်တစ်ခုလုံးမှာရှိတဲ့ဖျောင်းနိုင်မီးတွေအားလုံးငြိမ်းသွားခဲ့ပါတယ်။မဒူဆာလေးရဲ့နူးညံ့တဲ့ရေတန်းတွေဟာရုတ်တရက်ရန်သွားပြီးတော့ကြောက်မဖွယ်ကောင်းတဲ့မွေရဲ့တွန့်လင်တန်းတွေထွက်ပေါ်လာပါတယ်။သူမရဲ့လှပတဲ့မြားရောင်ဆန်တွေဟာအစိပ်ပြင်းတဲ့မွေတွေဖြစ်ကိုပြောင်းလဲသွားပြီးတော့သူမကိုကြည့်လိုက်တဲ့သူတိုင်းကြောက်ရွံ့ဖြစ်သူပြောင်းလဲသွားစေမဲ့ချိန်စာကိုတိုက်လိုက်ပါတယ်။မိခင်ဖြစ်သူမိဖုရားကြီးဟာသမီးလေးကိုပြေးဖက်ဖို့ကြိုးစားရင်းမဒူဆာရဲ့မျက်လုံးနဲ့စုံမိသွားတဲ့အခါမှာခဏချင်းမှာပဲအိတ်ဆက်တဲ့ကြောက်ရွံ့ကြီးဖြစ်သူပြောင်းလဲသွားပါတယ်။နန်းတော်တစ်ခုလုံးကနတ်ဆိုမာလိုအုံဟစ်ပြီးထွက်ပြေးကြတဲ့အခါမဒူဆာရဲ့ကဘာလေးဟာပြိုလဲကျသွားခဲ့ပါတယ်။ဘရင်ကြီးဟာသမီးလေးကိုချစ်ပေမဲ့တိုင်းပြည်ကိုကာကွယ်ဖို့အတွက်သူမကိုအဝေးဆုံးကမော်တော်အုပ်တစ်ခုထဲမှာဖျောက်ဖျက်ထားခဲ့ရပါတယ်။အဲ့ဒီမှာမဒူဆာလေးဟာနွယ်ပေတွေနဲ့ပိတ်ဆို့ထားတဲ့ဥယျာဉ်ထဲမှာတယောက်တည်းတီးကြံစွာနဲ့နေထိုင်ခဲ့ရတာပေါ့ကွယ်။သူမဟာသူ့ကိုဘယ်သူမှမမြင်ရအောင်မျက်နှာကိုဖုံးကွယ်ထားခဲ့ရသလိုသူမရဲ့အဖော်တွေကတော့လာရောင်နဲ့ညဘက်မှာလေးနဲ့ပန်းလေးတွေပါပဲ။ကျမကိုဘယ်သူမှမမြင်နိုင်တော့ရင်တော့လာမင်းကြီးကတော့ကျမရဲ့တချင်းတန်လေးတွေကိုနားထောင်ပေးပါဆိုပြီးတော့သူမဟာညတိုင်းတချင်းဆိုရင်းနဲ့သူမရဲ့ဝမ်းနည်းမှုတွေအထီးကျန်မှုတွေကိုဖြေဖျောက်ခဲ့ပါတယ်။နှစ်တည်းအတော်တန်ကြာသွားတဲ့အခါမှာတော့အေလီယာလို့ခေါ်တဲ့ပကြီးဆရာတယောက်ဟာလာရအောင်မှာပွဲနဲ့လူဝပန်းဦးရင်ကိုရှာရင်းနဲ့မဒူဆာရဲ့ဥယျာဉ်ထဲကိုမတော်တဆရောက်လာခဲ့ပါတယ်။မဒူဆာဟာအေလီယာကိုမြင်တဲ့အခါမကြည့်ပါနဲ့ကျမကိုမကြည့်ပါနဲ့ရှင်ကျမကိုကြည့်လိုက်လို့ရှင်ကြောက်ရွံ့ဖြစ်သွားလိမ့်မယ်မဒူဆာရဲ့အော်တန်ကြောင့်အေလီယာဟာချက်ချင်းပဲမျက်လုံးကိုတိတိမှိတ်လိုက်ပါတယ်အေလီယာဟာမဒူဆာကိုအေးအေးဆေးဆေးပဲပြန်ပြောခဲ့ပါတယ်ကျွန်တော်မကြည့်ပါဘူးဒါပေမဲ့တင်းနဲ့စကားပြောလို့ရမလားတင်းရဲ့အတန်ကအရန်ကိုချိုးတာလုံးလို့ပါအဲ့ဒီအချိန်ကစပြီးတော့သူတို့နှစ်ဦးဟာညတိုင်းစကားတွေပြန်လည်ပြောပြခဲ့ကြတယ်။အေလီယာဟာမျက်လုံးနဲ့မိထားပြီးမဲ့မဒူဆာရဲ့စိတ်နှလုံးကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်လာခဲ့ပါတယ်။အဲ့ဒီလိုနဲ့တညမှာတော့အေလီယာဟာမဒူဆာကိုမျက်လုံးမှန်ရနဲ့ပုံတူတစ်ပုံရေးဆွဲပေးခဲ့ပါတယ်။သူဟာသူမရဲ့ခေါင်းမော်ကမွေတွေကိုမမြင်မဲနဲ့သူမရဲ့ဖြစ်စဉ်နဲ့စိတ်နှလုံးသားကိုပဲအာရုံခံပြီးတော့ဆွဲပေးခဲ့တာပါ။ပကြီးကားတစ်ခုလုံးပြီးဆုံးသွားတဲ့အခါမှာတော့အံဖွယ်မော်ဆန်းတွေဖြစ်ပေါ်လာပြီးတော့မဒူဆာရဲ့ချိန်စာတွေဟာပြတ်ပြတ်သွားပါတယ်။အေလီယာမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့မွေတွေနေရာမှာရန်ကိုလှပတဲ့မြားရောင်ဆန်တွေကိုပြန်တွေးလိုက်ရသလိုမဒူဆာကိုကြည့်လေကြောက်ရွံ့မဖြစ်သွားတော့ပါဘူး။ဒါဟာဘာကြောင့်လဲဆိုတော့အချစ်နဲ့ယုံကြည်မှုကချိန်စာထပ်ပို့ပြီးတော့ပြင်းထန်နေလို့ပါ။မဒူဆာဟာနန်းတော်ကိုပြန်ရောက်လာတဲ့အခါမိခင်ဖြစ်သူလည်းကြောက်ရွံ့ဘဝကနေပြီးတော့ပြန်လည်နှုတ်ထလာခဲ့ပါတယ်။မဒူဆာဟာသူမကိုနတ်ဆိုးလို့ခေါ်ခဲ့တဲ့သူတွေကိုလည်းမနာလို့စိတ်မထားဘဲနဲ့ခွင့်လွှတ်ပေးခဲ့ပါတယ်။ဒီပုံမြေလေးကပေးတဲ့သင်ခန်းစာကတော့လူတယောက်ရဲ့တန်ဖိုးဟာအပြင်ဘက်ရုပ်ရည်တွင်ပြင်မှာရှိတာမဟုတ်ဘဲနဲ့စိတ်နှလုံးသားထဲမှာရှိရဆိုတာပါပဲ။ပရိသတ်ကြီးတို့လည်းတစုံတစ်ယောက်ကိုဆုံးဖြတ်တော်မယ်ဆိုလို့ရှိရင်မျက်လုံးနဲ့တည်းမကြည့်ဘဲနဲ့နှလုံးသားနဲ့လည်းခံစားကြည့်ဖို့မမေ့ပါနဲ့လို့ပြောကြားချင်ပါတယ်ရှင်။